ဘာမိမွေးနေမှာ surprise ဆိုယောက်ျားကောက်ယူလာမှာ ထားပါလေမြင်လားလဝါလေးကိုကြည့်တာလားဒီလိုလေးအတက်ရိုက်တာကြိုက်လားအောက်ကနေဖိရိုက်တာကြိုက်လား ဟယ်လို ဘေဘေကလာပါဒီနေ့ကတော့ဘေဘေမွေးတယ်ကို surprise လုပ်မှာဖြစ်ပါတယ် ဘာလို့စီစဉ်မပြော ဘေးချမှာဆိုလို့ဘေးကိမောင်နှစ်ခုသူမကြီးကပွားထားတဲ့နေရာလိုက်ကြပါမယ်မာကိမောင်ချီပွားထားမနိုင်ဘူးကချီပါ တိတ်မုံလေးရပဲမှာဖွက်ထားတယ် ချီတဲ့တိုင်းဆိုသူကပွေးချီနေမှာဆိုလို့ ဘယ်လိုလုပ်တယ်ဟုတ်လားရောက်နေတယ်တင်းတင်းကဒီမှာဖျက်မယ်ဘယ်နဲ့ထားလဲမသိပါဘူး ဘာပေါက်တဲ့ဆုံးရပြီးချစ်တော့ကိုလိုက်ပါမယ်ဒါပါ Birthday to you Happy birthday to you Happy birthday dear mommy Happy birthday mama မကိတ်မော်ဒီမောင်မမမောင်ကတစ်ဆက်လွှဲပေးထားရ အလဲအဲ့မှာဘာကိစ္စအဲ့ဒါ तू ကမေ့နေပြီးတော့ငါစိတ်ဆိုးတာပေါ့နော် နှလုံးလေးဘာစားမှမသိလို့မမျိုးလည်းစားကျင်တဲ့လုံးတွေပဲဝယ်ခဲ့လိုက် ငါကြိုက်တယ်ဒီဘေးစံနေ ဒီပဲစံနေဒါ လက်ပြူပပါလက်ပြူပပါ မမလာမလုံးနဲ့လက်ပြူပပါ မဟုတ် မဟုတ်လေဘယ်ဟာပါ အေး မမ မောင်မမရန်ဆိုးနေပြီမမရန်ဆိုးနေ ဒီနေ့ငါ့ကိုတတိမရအောင်ဆိုလို့စိတ်ကောက်နေတာမောင်မစိတ်ကောက်နေလို့မောင်ပြောလိုက် ကိတ်မုံတော့မိသားစုကြီးစုံမှာပဲခွဲပြစ်ခဲ့ပါတယ် မောင်ကျွေးရမုံလေးကိုစားပြအောင်စားရအောင်ရုပ်ကြီးနဲ့လိုက်ပြီးတော့စိတ်ဆင်းရဲတာ နောက်ကအတော်ပြူကြီးတွေရဲ့ reaction ကိုသာကြည့်ကြပါတော့ရှင်မနက်စာစားပြီးရနဲ့ဖះလည်းတော့ဖူးခဲ့ပါတယ်လမ်းကြုံဆရာလေးနဲ့စကားပြောနေတာကိုလည်းဘေးနားကနေထိုင်ဆောင်ခဲ့ရပါတယ်ဖေးကစိုက်ပြီးငယ်လူကြီးကိုသာကြည့်ပါတော့ရှင် မင်းပြောဖိနေပါမီပေါ့ ခုံးလာဝဲပါဖေဖေကအဝေးရောက်နေပေမဲ့လည်းမမီအတွက်ဖုန်းတစ်လဲပြီးခြင်းနေဆိုလို့တွားပြီးတော့ရွေးဝယ်ပေးခဲ့ရပါတယ်ညအထင်းမှလိမ့်လုံးနေပါတယ်ဟုတ်မှန်တယ်နော်မဟိုမှာပါ Happy birthday to you Happy birthday to you ဘာကိမေးလာတော့မေးယောက်ျားပေါ့ တော့မပြနိုင်ဘူး Thank you မောင်Thank you ပပ ဆမ် အေ ဆောင် းမယူပါဘူးလို့ပြောတာငါ့ရလဲပတ်စံနေကောအောင်လို့ နဲ့အဲ့ဆိုပြန်သွားရအောင်မယ်ပြီ ပါချာနင်တို့ငါ့ပေးအောင်တမီးကြီးတရားစခန်းဝင်ပြီးတော့ပေးတဲ့ ကဲဒီနေ့ကတော့ဒီလောက်ပါပဲရှင်